မယ်ဆိုရင်အနာဂတ်တော့ပုံစံမျိုးထားလို့ပုံစံတော့တိုင်းပြည်တော့ထားတဲ့အတွက်အားကောင်းတဲ့စာလေးကိုလောက်နေတာဖြစ်လာစေတယ်ပေါ့နော်။နောက်ကျေးဇူးတင်ပါတယ်။ဒီကစားမှာဆောက်လို့ရတာ။ဒီအဲ့ဒါဆိုလို့ရပါတယ်။ မိုင်းတော့ပြောတာပေါ့နော်ဟုတ်နောက်လဲလို့လည်းဝေကောင်းပါလေလို့ဟောအတိုင်းမသိဝမ်းသာမိပါတယ်ပြီးတော့ဒီပွဲလေးပြင်ပြအောင်စီစဉ်ပေးတယ်ဆရာဦးမျိုးထွေးတဲ့အမတော်ရေးဟာကိုလည်းအမကျေးဇူးအများကြီးတင်ပါတယ်ပြီးတော့တောင်းဝင်ရှိလူချင်းများလာတော့ကျေးဇူးတင်ပါတယ်ပြောချင်ပါတယ်ရှင်ဟုတ်ညီမလေးတို့ပုံမှာအခုလိုမျိုးစေတနာထားပြီးတော့ကြီးချစ်ဆောင်ရှောက်ပေးတယ်ဆရာနဲ့ဆရာမတို့ကျေးဇူးအများကြီးတင်ပါတယ်လို့ပြီးတော့တပီးတို့ဒီဝန်ထမ်းတွေမကပဲပေါ့နော်တပီးတို့ရဲ့ဒီသားသမီးလေးတွေရှေ့ရဲ့အတွက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအတိုင်းမသိဝမ်းသာပြီးကြည့်ပါတယ်ရှင်အခင်းနေတဲ့အချိန်မှာဒီမျိုးလေးလုပ်ပြီးတော့အရန်လဲဝမ်းသာတယ်ကွာကျေးဇူးလည်းတင်တယ်ပြီးတော့အမားတို့ဆရာတို့ကလည်းကလေးတွေနောက်နာကတိပါထပ်ပြီးတော့ဒီတစ်တမဟုတ်ပဲနဲ့ကွာသူတို့ရဲ့နောက်ဆုံးတက္ကသိုလ်တက်တဲ့ဒီသူတို့ရဲ့ဂျင်းမတဲ့ဖြစ်တွေကိုအကုန်လုပ်ပေးမယ်ဆိုတော့အတိုင်းမသိရန်ဝမ်းသာကွာအမားတို့ရေတခြားလို့တမှာတော့မျိုး feeling မရှိဘူးဒီမျိုးတက်တော့မရှိခဲ့ကွာpro one ကျမှလာအမားတို့မှာဒါမျိုးလေးတွေလုပ်ပေးတဲ့ကြောင့်အမားတို့ဝန်ထမ်းတွေအတွက်လည်းကွာဟိုလည်းမလဲဒုံကြုံမှုလည်းခံစားရတယ်ခွန်အားလည်းစိတ်ခွန်အားလည်းရတယ်အခုကျောင်းရသည်နီးပြီဆိုရင်အမားတို့အရှင်မရဲ့ပူရပြီခလေးကျောင်းအပ်ဖို့တို့ကျောင်းဝစ်စုံဝယ်ဖို့တို့ဒီကျောင်းပစ္စည်းလေးတွေဒါသူများကလေးနဲ့တန်းတူမျက်နှာမငယ်အောင်ပေါ့စဉ်းစားပေးရတော့မယ်ဒါပေမဲ့ဒီချိန်မှာဆရာတို့မတော့ဒါမျိုးလေးစဉ်းစားပေးတယ်ဆိုတော့ကွာအတိုင်းမသိတကယ်ဝမ်းလဲတာတယ်ကြည်လဲကြည်နူးမိတယ်ဆရာတို့ပြောရတယ်ပဲနော်ပေးကမ်းတဲ့လက်စုပ်ဆိုတဲ့အတိုင်းပဲတကယ်လဲဆရာတို့ပေးကမ်းတာအမားတို့အပြည့်ဝရတယ်စိတ်ချမ်းသာရတယ် program မှာဆရာတို့မှလောက်မှတော့လုံခြုံမှုလည်းခံစားရတယ်ပြောပြတော့ပါပဲနော်အရန်ကိုကျေးဇူးတင်ပါတယ်လို့နော်အမားတို့ကလည်းထပ်ပြီးဒီထဲမှာပို့တိုးတယ်အောင်လည်းပို့ပြီးတော့ကြိုးစားပါမယ်လို့နော်ကျင့်တတ်ပါတယ်လို့မရှိတဲ့လူတွေကိုအဲ့လိုထောက်ပံ့တဲ့အတွက်အရန်လဲတွေ့ပါတယ်အရန်လဲကျင့်တတ်ပါတယ်တဲ့ဟုတ်ဝယ်ရတော့ဘောနော်အခုဆိုတော့အိမ်ကနေပြီးတော့ပြောလဲဝင်းတာပါလေကျေးဇူးလည်းတင်ပါတယ်လို့ဟိုတခါမှတော့ဒီလိုပွဲတွေကိုမတက်ဘူးညီမအနေနဲ့ဝမ်းလဲဝမ်းသာတယ်ပီတိလည်းဖြစ်တယ်အဲ့လိုမျိုးပုံလုံးဝန်ထမ်းမော်တွေကြည့်ပေးလို့ပေါ့နော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်အခုလိုထောက်ပံ့ပေးတဲ့အတိုင်းမသိလဲဝမ်းသာရပါတယ်ဘလို့လဲရန်လဲကျေးဇူးတင်တယ်အတိုင်းနဲ့လုံးဝမ်းသာမိတယ်ကလေးအတွက်ကိုအခုလိုတချို့ကြတော့လဲဒီလိုတွေမဝယ်ပေးနိုင်ဘူးလေဒီလိုလေးဝယ်ပေးတဲ့အတွက်ကတော်တော်လေးလည်းပြည့်စုံသွားပါတယ်ကျေးဇူးလည်းအများကြီးတင်ပါတယ်လို့